စီစာကြောင့်နဲ့ဂျင်းများတယ်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲစီစာကြောင့်နဲ့ဂျင်းများတယ်ဆိုတာကိုအင်္ဂလိပ်လို fuzzy ဒါစီစာကြောင့်နဲ့ဂျင်းများတယ်ဟုတ်ပြီဆိုတော့ဒီအောင်ကျွန်တော်တို့စကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်ငါတငယ်ချင်းကအစားအသောက်နဲ့ပတ်သက်လို့ရှိရင်ဂျင်းများတယ်စီစာကြောင့်နဲ့အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် My friend is fuzzy when it comes to food My friend is fuzzy when it comes to food ငါတငယ်ချင်းကအစားအသောက်နဲ့ပတ်သက်လို့ရှိရင်ဂျင်းများတယ်စီစာကြောင့်နဲ့ပေါ့အဲ့လိုမျိုးကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီအောင်ကျွန်တော်တို့နောက်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်မင်းဘာလို့အဲ့လောက်စီစာကြောင်တာတော့ဘာလို့အဲ့လောက်ကြီးများတာတော့အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် Why are you so fuzzy Why are you so fuzzy မင်းဘာလို့အဲ့လောက်ကြီးများတာတော့ဘာလို့စီစာကြောင်တာတော့ကျွန်တော်တို့အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီအောင်ကျွန်တော်တို့နောက်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုရင်မင်းကအရင်ကိုစီစာကြောင်တာပဲမင်းကစီစာကြောင်တဲ့သူပေါ့နော်မင်းကစီစာကြောင်တဲ့သူပဲမင်းကကြီးများတဲ့သူပဲဆိုတာကိုအင်္ဂလိပ်လို You are a fuzzy person You are a fuzzy person မင်းကကြီးများတယ်ဇီစာကြောင်တဲ့သူပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးပြောလို့ရတယ်